ဥပမာTikTok ဈေးရောင်းရင်းနဲ့TikTok ဆော့ရင်းနဲ့ဈေးရောင်းငွေရှာနော်ဈေးရောင်းငွေရှာသူကိုပေါ့နော်ကိုကမျှဝေတယ်ဆိုမျှဝေတယ်TikTok ဈေးရောင်းရင်းနဲ့ဝင်ငွေရှာဆိုလို့ရှိရင်ဝင်ငွေရှာလို့ဒီအောက်မှာကြောင်းရင်းလေးရေးပေးရမယ်ဒါကနံပါတ်1ကိုရဲ့ TikTok ကောက်မှာဝင်ငွေရအောင်တိဆောက်တဲ့သူတွေအဲ့ဒါကဘယ်သူတွေလဲအင်္ဂလိပ်စာဖတ်တော့ဘာအင်္ဂလိပ်စာလဲမှာဖိတ်ကြားပါလက်အဲ့ဒါချက်ကဖိတ်ခေါ်ပါလက်အမလေးလေးငါတို့အခုမှတက်လာရတယ်တင်နဲ့ပေးရင်းနဲ့ဒီမှာတယောက်ကကြည့်ပါအောင်သူ့ဖောင်းရောပါရောကိုဖောင်းရောအကုန်လုံးကိုချထားရတယ်နော်အဲ့ဆိုတော့ဆမ်မတို့ကဒီတစ်ချက်မှာဆမ်မပြောပြပေးတဲ့တစ်ချက်ကိုသိကြပြီလားမသိသေးတဲ့သူတွေမသိသေးဘူးလို့ပြောလာမယ်နော်ဆမ်မရဲ့ကုတ်မှန်က TikTok နည်းပညာနဲ့အခမဲ့ free တွေပဲဈေးချင်းအောင်လုံးဝတက်လို့မရဘူးဆိုတဲ့ဒီဈေးချင်းအောင်တက်နေကစချပေးထားတယ်နော်ဆမ်မကအဲ့လောက်ထိတောင်